နေရာတစ်ခါမှကိုရီနဲ့မတွေ့ဘူးသေးဘူးဆိုတော့ပထမဆုံးတွေ့ကြုံဒါပေမဲ့သူတို့ကလည်းနောက်ဆုံးပွဲဖြစ်နေရောအဲ့လိုဝမ်းတာဝမ်းနေဖြစ်တာပေါ့ဟုတ် အကုန်လုံးပြောခဲ့တယ်လို့ပါဟုတ်ဝမ်းသာဝမ်းနေဖြစ်တော့ နောက်တစ်ခုကကျတော့ဒီ night planet ကိုကျွန်တော်တို့ fever ရောက်ဖို့ကကျတော့ AGS ကတငယ်ချင်းနေရာပဲခေါ်သွားတာကျွန်တော်ဘဝမှာပထမဆုံးနဲ့နောက်ဆုံးချိန်ဆိုမဲ့တခြင်းတစ်ပုတ်ရှိတယ်ဒါတော့ surprise 你会没来帮我说？